Following lava, we learn together နေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည် Eva ပါ Diploma in Theory ရရှိထားတဲ့သူလည်းဖြစ်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ Unit 3ကိုဆက်လက်လေ့လာမှာဖြစ်တယ်1 and 2မှာကျွန်တော်တို့က present continuous နဲ့ present simple လေ့လာထားပြီးသားဖြစ်တယ်ဆိုတော့3မှာကျွန်တော်အဲ့နှစ်ခုကျွန်တော်တို့ရှင်းပြီးတော့ကြည့်တဲ့အခါမှာသူတို့ရဲ့ခြားနားချက်တာဘာတွေရှိလဲပြီးတော့ကျွန်တော်တို့ဘယ်လိုခွဲခြားနိုင်မလဲဆိုတာသိနိုင်ဖို့ပေါ့နော် Okay ဆိုတော့ကျွန်တော်တစ်ခါနဲ့လေ့လာကြည့်အောင်ဆိုတော့ A မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘယ်ဘက်ခြမ်းမှာက present continuous I am doing ညာဘက်ခြမ်းမှာက present simple I do ဆိုတော့ဒီနှစ်ခုပြောလိုက်တဲ့အခါမှာကျွန်တော်တို့အရှိမပြောထားပြီးသားပဲပေါ့နော်သိပြီးသားအတိုင်း present continuous tense က for things happening at or around the time of speaking ဆိုတော့ကိုပြောနေတဲ့အချိန်မှာလုပ်နေတာသူမကိုပြောနေတဲ့အချိန်အတော်အတွင်းမှာသူလုပ်နေတဲ့အရာဆိုရင်ကျွန်တော်တို့က present continuous လို့ပြောတယ်အရှင်ကပြီးပြီလားမပြီးသေးပါဘူးဆိုတော့ပုံကိုကြည့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်အလယ်မှာက now အခုချိန်ဖြစ်နေတာပြီးတော့လာမယ့်ဟာက future အနောက်မှာချိန်နေတာက past ဆိုတော့ I am doing လို့ပြောတဲ့အခါမှာဒီ now ဆိုတဲ့အချိန်မှာဖြစ်နေတဲ့အရာကိုကျွန်တော်တို့က present continuous လို့ပြောတာဖြစ်တယ်ကျွန်တော် example ကြည့်မယ်ဆိုရင် the water is boiling be careful ရေစုနေတယ်တတိထားပါ listen to those people what language are they speaking သူတို့နားထောင်ကြည့်သူတို့ဘာပြောနေရလဲသူတို့ပြောတဲ့ဘာစကားပြောနေကြတယ်နော် let's go out it isn't raining now ပြင်သွားရအောင်အခုမိုးမရွာတော့ဘူး I'm busy what are you doing အလုပ်ရှုပ်နေဘာလုပ်နေရလဲ I'm getting hungry let's go and eat ကျွန်တော်ဘိုက်စာနေတယ်ဘိုက်စာလာဘယ်လိုပဲပေါ့နော်တစ်ခုသွားစားရအောင် Kate wants to work in Italy so she's learning Italian Kate က Italy မှာအလုပ်လုပ်ချင်တဲ့အတွက်သူအခု Italy ဘာသာစကားလေ့လာနေတာဖြစ်တယ် that the population of the world is increasing very fast ဆိုတော့နော်ဒီကမ္ဘာလူဦးရေကအလွန်မြန်စွာတိုးတက်နေတယ်ဆိုတော့ဒီအခြေအနေမှာကျွန်တော်တို့က present continuous ကိုသုံးတယ်ဆိုတော့ညာဘက်ခြမ်းမှာကျွန်တော်ကြည့်မယ်ဆို present simple ဘယ်ခြမ်းမှာသုံးလဲဆိုတော့ we use the simple for things in general or things that happen repeatedly ဆိုတော့ဒီအရေးပူရဖြစ်ပြနေတဲ့အရာတွေပြီးတော့ထပ်ခါဖြစ်နေတဲ့အရာတွေမှာဆိုရင်ကျွန်တော်တို့က present simple ကိုသုံးတာဖြစ်တယ်။ညာဘက်ခြမ်းမှာကြည့်မယ်ဆိုရင်ပုံထဲမှာကြည့်မယ်ဆိုသူကလည်း noun ကိုပြောတာပဲဒါပေမဲ့သူကကျတော့ထပ်ခါဖြစ်တဲ့အရာရဲ့ပုံမှန်ဖြစ်နေကြအရာရဲ့ကျွန်တော်တို့ပြောတာဖြစ်တယ်ဥပမာအနေနဲ့ပေါ့နော် water boils at 100 degrees Celsius 100 degrees Celsius မှာဆိုရင်ရေစုတယ်အဲ့ဒါအမြဲတမ်းမှန်တယ်အမြဲတမ်းလည်းဖြစ်တယ် excuse me do you speak English ကျေးဇူးပြုပြီးတော့ English ကပြောလားမသိဘူးပေါ့နော်ဒါက it doesn't rain very much in summer နွေရာသီမှာမိုးအဲ့လောက်ရွာဘူးဆိုတော့နွေရာသီတိုင်းမှာမိုးအဲ့လောက်မရွာဘူးလေနော် what do you usually do at weekends ဆိုတော့စနေတနင်္ဂနွေမှာဘာလုပ်လို့ရှိတယ် I always get hungry in the afternoon နေ့လယ်ခင်းမှာဆိုကျွန်တော်အမြဲတမ်းဘိုက်စာလေးရှိတယ် most people learn to swim when they are children လူအများစုသူတို့ငယ်ငယ်တုန်းမှာရေကူးကိုသူတို့သင်တယ် every day the population of the world increases by about 200,000 people so နေ့ရက်တိုင်းမှာကလူဦးရေကကျွန်တော်တို့ကဒီမှာဆို2သိန်းခန့်တိုးတက်များပြားလာတာဖြစ်တာပေါ့နော် alright ဆိုတော့ဒီနှစ်ခုကကျွန်တော်တို့ revision ပြင်တဲ့အနေနဲ့ပဲပေါ့နော်1 and 2မှာလေ့လာပြီးသားလည်းဖြစ်တယ်ဆိုတော့အဓိကကျွန်တော်ဒီနေ့တတိထားမယ့်အရာကဒီနေရာမှာပေါ့နော်ကျွန်တော်တို့ရှင်းသွားအောင်လို့ဆိုပြီးတော့ we use continuous for temporary situations ယာယီဖြစ်နေတဲ့အခြေအနေဆိုကျွန်တော်တို့က present continuous ကိုသုံးတယ်ဆိုတော့ things that continue for a short time ဒီနှစ်ခုမှတ်ထားပေးပါနော် temporary situations နဲ့ short time ဆိုရင်ကျွန်တော်တို့က continuous ကိုသုံးတယ်ဥပမာအနေနဲ့ I'm living with some friends until I find a place of my own ဆိုတော့ကျွန်တော်ကိုယ်ပိုင်နေရာကျွန်တော်နေတဲ့နေရာမှာတွေ့နေတဲ့ရွေးတော့ကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်နေအောင်မယ်ဆိုပြီးတော့သူပြောထားတာဖြစ်တယ် you're working hard today ဒီနေ့တော့အလုပ်ကြိုးစားရပဲပုံမှန်နဲ့မတူဘူးเนาะဒီနေ့တော့အလုပ်ကြိုးစားနေ yes I have a lot to do ဟုတ်တယ်ငါဒီနေ့လုပ်စရာအများကြီးရှိတယ်အဲ့ချိန်ဒီမှာကျွန်တော်တို့က present continuous ကိုသုံးတယ်။ညာဘက်ခြမ်းမှာကျွန်တော်ကြည့်မယ်ဆိုရင် simple ကဘက်ခြမ်းမှာသုံးတယ်ဆိုတော့ we use simple for permanent situations and things that continue for a long time so အချိန်ကြာတဲ့အခြေအနေမှာသို့မဟုတ်ဒီကျွန်တော်တို့ permanent situations ပေါ့နော်အမြဲဖြစ်နေတဲ့အခြေအနေကိုကျွန်တော်တို့က simple ကိုသုံးတယ်ဥပမာ my parents live in London
ကျွန်တော်မိဘတွေက London မြို့မှာနေတယ်။ကိုနေတယ်ဆို my parents live in Yangon my parents live in Mandalay အဲ့လိုတောင်းလို့ရတယ်ဆိုတော့ they have lived there all their lives သူတို့အဲ့မှာသူတို့ဘဝတစ်လျှောက်လုံးသူတို့နေခဲ့တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုက Joe isn't lazy he works hard most of the time Joe ကပြင်းတာမဟုတ်ဘူးသူအချိန်တော်များများမှာသူအရင်အလုပ်ကြိုးစားတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အဓိကသတိထားမိပေါ့နော် temporary ဆိုရင် present continuous permanent situation ဆိုရင် present simple ဟုတ်တယ်နော်ဆိုတော့အချိန်တိုတွင်းဆိုရင် short time ဆိုရင် continuous long time ဆိုရင် simple ဆိုတော့ဒီကကျွန်တော်တို့မှတ်ထားဖို့လိုမယ် okay B ကိုသွားမယ်ဆိုရင်ဒီနှစ်ခုကကြဘယ်ချိန်မှာသုံးလဲဆိုတော့ကျွန်တော်တို့ I always do နဲ့ I'm always doing ဘယ်ချိန်မှာသုံးလဲပေါ့နော်ခါတိုင်းကျွန်တော်တို့အရှိမသိထားတဲ့ဟာဆိုရင်ဒီ I always do ပဲသုံးတယ် I'm always doing သုံးလို့လားဆိုတော့မိခွန်းတွေရှိနိုင်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့လေ့လာမယ်ဆိုရင် I always do something ငါတခုခုလုပ်နေတယ်လို့ပြောတဲ့အခါမှာ I do it every time အချိန်တိုင်းမှာကျွန်တော်အဲ့တိုင်းပဲလုပ်တယ်ဥပမာ I always go to work by car ကျွန်တော်အလုပ်ကိုအမြဲတမ်းကားနဲ့ပဲသွားတယ် not I'm always going ငါအမြဲသွားနေအဲ့လိုမသုံးပေါ့နော်အမြဲ you do it every time အချိန်တိုင်းမှာကိုဒီတိုင်းပဲသွားအလုပ်ကိုကျွန်တော်က bus ကားစီးသွားတယ်ဆိုင်ကယ်စီးသွားတယ်သူမကားမောင်းသွားတယ်ဆိုရင်ကျွန်တော်တို့က I always go to work by car လို့သုံးတယ် I always go နော်နောက်တစ်ခါကျတော့ I'm always doing something လို့ပြောတဲ့အခါမှာကျွန်တော်အမြဲတခုခုလုပ်နေတယ်ဆိုတော့ဒီနှစ်ခုကပါကွာလဲဆိုတော့ဒီဒုတိယတစ်ခုကကျတော့ I do it too often or more than normal ပုံမှန်ထပ်ပို့ပြီးတော့လုပ်တာအချိန်ကြီးပိုများတယ်ပေါ့နော်ဥပမာနဲ့ I've lost my keys again ငါတော့ပျောက်ပြန်ပြီ I'm always losing them အမြဲတမ်းတော့ပျောက်နေတယ်လို့ပဲပြောချင်တာ10ခေါက်မှသူ10ခေါက်နဲ့9ခေါက်ပြီးသူပျောက်နေတယ်ပေါ့နော်သူတော့သူရှောင်တွေ့ဘူးအဲ့လိုဆိုရင်ကျွန်တော်တို့က I'm always losing them I'm always ing တောင်းတယ် alright တော့နောက်တစ်ခုကြည့်မယ်ဆိုရင် I'm always losing them mean I lose them too often သူတော့ပျောက်တော့ခဏခဏပျောက်တယ်ပေါ့နော် or more often than normal ပုံမှန်ထက်ပိုပြီးတော့ပျောက်နေတယ်ပေါ့ခုနကတော့ပြောလို့ပေါ့နော်10ချိန်မှာ10ချိန်နဲ့9ချိန်ပျောက်နိုင်တယ်ပေါ့နော် alright Paul is never satisfied Paul အမြဲတမ်းဘယ်တော့မှသူကမကျဉ်းတတ်ဘူးပေါ့သူ့ကိုသူ he's always complaining အမြဲတမ်း complain တတ်တယ်ဆိုတော့ပြောချင်တာကသူ complain တက်တာအရင်များတယ်ပေါ့နော်ကျွန်တော်တို့ဒီလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ဒီလူကတော်တော် complain တက်တယ်ဆိုရင် he's always complaining လို့ပြောချင်တာကသူပုံမှန်ထက်ပိုပြီးတော့သူများထက်ဆိုင်ရင် complain တက်တယ်လို့ပြောချင်တာ alright you're always looking at your phone don't you have anything else to do အမြဲတမ်းဖုန်းကြည့်နေချားလို့စရာမရှိတော့ဘူးလားပြောချင်တာခဏခဏဖုန်းကြည့်ဒီလူတယောက်ကြည့်လိုက်တယ်နဲ့ဖုန်းကြည့်မနေ့ကြည့်လိုက်တယ်နဲ့ဖုန်းကြည့်နေတယ်နေ့လည်းခင်ထမင်းစားနာလည်းဖုန်းကြည့်ညလည်းဖုန်းကြည့်နေသူအလုပ်ကိုလုပ်ရလားဆိုပြီးကျွန်တော်တို့မေးနိုင်တယ်ပေါ့နော်အဲ့ချိန်မှာဆို you're always looking at your phone don't you have anything else to do alright ဒီနေ့မှာကျွန်တော်တို့လေ့လာတဲ့အရာက unit 3ဖြစ်ပါတယ် unit 3ကိုမှာ present continuous နဲ့ present simple ကိုရှင်းပြီးတော့ပြောပြထားတာဖြစ်ပါတယ် alright ဆိုတော့အခုချိန်မှာကျွန်တော်တို့ video pause လုပ်ပြီးတော့နားနေအောင်တစ်ချက်ပြန်ကြည့်ပါနော်ပြီးတဲ့အခါမှာကျွန်တော်တို့exercise ပေးထားတာဖြစ်တယ် 3.1 ကနေ 3.4 ဖြစ်ပါတယ်ဆိုတော့ exercise လုပ်တဲ့အခါမှာကိုနားမလည်တဲ့ဟာဆိုရင်ဝိုင်းပြီးတော့ဖြည့်ကြည့်ပေးပါစူးစမ်းပြီးတော့ဖြည့်ကြည့်ပေးပါဖြည့်တဲ့အခါမှာကျွန်တော်တို့မှားတဲ့ဟာတွေလွဲသွားတဲ့ဟာတွေတွေ့လာလိမ့်မယ်ဆိုတော့အဲ့လိုမျိုးတွေ့တဲ့အခါမှာကိုပြန်ပြောမယ်အရာက making mistakes mean I'm learning အမှားလုပ်ရဆိုတော့ကျွန်တော်သင်ယူနေတာတနည်းအားဖြင့်ကိုမသိတဲ့နေရာကိုသူကထောက်ပြနေတာဖြစ်တယ်ဆိုတော့အဲ့ချိန်မှာကျွန်တော်တို့ကအရှိရ unit 3ကိုပြင်ပြီးတော့သူ့ရဲ့ explanation ကိုပြန်ပြီးတော့ကြည့်ပြီးတော့ပြန်ချိန်ပြီးတော့နားလည်အောင်ကျွန်တော်တို့ပြင်ကြည့်တဲ့အခါမှာရလာမှာဖြစ်တယ်ဗီဒီယိုနောက်ဆုံးမှာကျွန်တော်ဖြည့်ပေးရမှာဖြစ်ပါတယ် alright ကျွန်တော်တို့ unit 3ရဲ့အဖြေဖြစ်ပါတယ် 3.1 3.2 3.3 နဲ့ 3.4 ဖြစ်ပါတယ်ဆိုတော့ okay အားလုံးကြိုးစားပြီးတော့လုပ်ကြည့်ပါ keep learning keep applying and we learn together see you in the next video have a good day